digital branding ဆိုတာဘာလဲဘာကြောင့် digital branding ကိုလုပ်ရမှာလဲအားလုံးပဲမင်္ဂလာပါအဲ့လားနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရှင်းလင်းနိုင်ပါ branding ဆိုတာ online ပေါ်မှာကိုယ့်ရဲ့ brand ကိုတည်ဆောက်တာကို digital branding လို့ခေါ်တယ်မြန်မာနိုင်ငံမှာဆိုရင် digital branding လုပ်မယ်ဆိုရင် Facebook TikTok အပြင်ကျွန်တော် website တွေလည်းသုံးကြတာရှိပါတယ်ဘာကြောင့် digital branding ကိုလိုအပ်တာလဲကိုယ့်ရဲ့ audience တွေကိုယ့်ရဲ့ customer တွေအကုန်လုံးက online ပေါ်မှာပဲရှိတယ်ယနေ့ခေတ် internet ခေတ်ကြီးထဲမှာလူတွေက online ပေါ်မှာပဲကိုယ့်ရဲ့လိုချင်တဲ့ပစ္စည်းတွေကိုရှာတယ် online ပေါ်မှာပဲ research လုပ်တယ် online ပေါ်မှာပဲ review တွေဖတ်ကြည့်တယ် online ကနေပဲဝယ်တယ် online ပေါ်မှာပဲလူတွေကအမြင်ရှိရဖြစ်တဲ့အတွက်ကိုယ့် brand နဲ့ consistent ဖြစ်အောင် visually တင်တာ tone and bright တွေကို consistent ဖြစ်အောင်တသားလေးတည်ဆောက်ထားမယ်ဆိုရင်ကိုယ့်ရဲ့ brand ကို customer တွေကပို့ပြီးတော့ယုံကြည်ပြီးတော့ recognize ဖြစ်စေပါတယ်နံပါတ်3 communicator တွေထဲမှာကိုယ့်ရဲ့ brand ကဘယ်တော့မှမပြောင်းပါဘူးကိုယ့်ရဲ့ communicator တွေကိုယ့်ရဲ့ပြိုင်ဘက် company တွေကတော့ online ပေါ်မှာရှိပြီးတော့ကိုယ့် brand တစ်ခုလည်း online ပေါ်မှာတက်ဘူးဆိုရင်ကိုကအချိန်တန်ရင်ပျောက်သွားမှာဖြစ်တယ်ခိုင်မာတဲ့ brand identity မရှိဘူးဆိုရင် price competition ဖြစ်ပြီးတော့ခိုင်မာတဲ့ brand identity က online ပေါ်မှာတည်ဆောက်ထားမယ်ဆိုရင် value competition ဖြစ်တယ် digital branding လုပ်တယ်ဆိုတာက short term လုပ်တာမဟုတ်ပါဘူး long term branding လုပ်ရတဲ့ long term journey တစ်ခုပါကို brand က online ပေါ်မှာ long term ရှိရတဲ့အတွက် customer ရဲ့ trust တွေရလာမယ် right customer တွေပို့ပြီးတော့တိုးလာမယ် customer referral တွေပို့ပြီးတော့ရလာမှာဖြစ်ပါတယ် present ဖြစ်ခြင်းကကျွန်တော် marketing လုပ်ရမှာလည်းအများကြီးအထောက်အကူပြုပါတယ် ads runner တွေ DD targeting ချတာတွေ marketing strategy ဆွဲတာတွေမှာ online ကနေလုပ်တာကပို့ပြီးတော့လွယ်ကူမြန်ဆန်ထိရောက်စေမှာဖြစ်ပါတယ် branding ဆိုတာ online ပေါ်မှာကိုယ့်ရဲ့ image perception experience တွေကိုတည်ဆောက်တာကို digital branding လုပ်တယ်လို့ခေါ်ပါတယ် branding နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင် comment မှာကြည့်လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့